အားလုံးပဲမင်္ဂလာပါစိုးသွလင်ဘလော့ကနေကြိုဆိုပါရစေမနေ့ညနဲ့ဒီနေ့မနေ့တက်လာတဲ့နောက်ဆုံးရအပြောင်းရွှေ့သတင်းလေးတွေကိုတင်ပြခြင်းပါတယ်ပထမဆုံးအာဆင်နယ်ကတော့ Real Madrid က Rodrigo အာဆင်နယ်ကလိုချင်နေတယ် Rodrigo သာလျှင်သူတို့ရဲ့ top target ဖြစ်တယ်ဆိုပြီးတော့ပြောထားတယ် Zoe Mendy ကလည်းဒီလာမယ့်ပတ်မှာဒန်ဒီဖြစ်ဖို့အတွက်စတင်ပြီးတော့ဆက်ရှင်မြင့်စူးစမ်းနေတယ်ဂါဘရီယယ်ကတက်တန်းထပ်တိုးထားတယ်ပွဲပေါင်း210ကစားပြီးတော့18ဂိုးသွင်းထားတယ်ပရီးမီးယားလိနောက်တန်းမှာဆိုရင်ဒါဂိုးအများဆုံးသွင်းထားတဲ့နောက်တန်းကစားသမားတစ်ယောက်ဖြစ်တယ်ပေါ့ဒီထဲမှာထူးခြားဆုံးတော့အာရီကဘန်ဂျမင်ဆက်စကိုရဖို့လဲနီးစပ်လာတယ်အာဆင်နယ်အသင်းရဲ့လိုက်စစ်ရဲ့ကစားသမားရဲ့ဒီ3ယောက်စုံပြီးတော့ဆွေးနွေးမှုတွေအချိန်ချင်းပြုလုပ်ခဲ့ပြီးတော့အာဆင်နယ်ကိုပြောင်းဖို့နီးစပ်လာပြီကစားသမားကိုယ်တိုင်ကလည်းအာတီတာရဲ့ project ကိုသဘောကျတယ်ဒန်ဒီဖြစ်ဖို့အလွန်နီးစပ်တဲ့အချိန်ကြီးဖြစ်သွားပါပြီနောက်တစ်သင်းကတော့လီဗာပူးအသင်းဖြစ်ပါတယ်လီဗာပူးကညာနောက်ခံလူဖြစ်နေဂျာမီဖရင်ပုံဖုံးမောက်ကဘယ်နောက်ခံလူမီလိုကာကတ်ဆိုတဲ့ခြာတိတ်လေးကိုလည်းသူတို့ရအောင်ဒန်ဒီဖြစ်ဖို့အတွက်လီဗာပူးကကြိုးစားသွားမှာဖြစ်တယ်ဒီထဲမှာထူးခြားဆုံးကတော့လီဗာပူးကစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ခေါ်မဲ့ကစားသမားကတော့ Florian Wirtz ဘိုင်ယန်လီဗာကူဆင်က playmaker ဒီကစားသမားကိုရရှိဖို့အတွက်အနည်းဆက်ဆုံးဖြစ်သွားပါပြီဒီကစားသမားရပြီဆိုရင်လာမယ့်နောက်ပတ်မှာဆိုရင်ပါတယ်စစ်စစ်တွေလုပ်ဖို့ရှိတယ်ကစားသမားကိုယ်တိုင်လီဗာပူးရဲ့ project တွေလီဗာပူးကိုပဲသွားကျင်တယ်လို့လီဗာကူဆင်အသင်းကိုအကြောင်းကြားထားပါတယ်အင်ဂျီနံပါတ်တွေလည်းကစားသမားကိုယ်တိုင်အင်ဂျီနံပါတ်လည်းသူဘာနံပါတ်လိုချင်တယ်မပြောဘူးစောတကမတက်ဘူးပြီးတော့အင်္ဂလန်ကိုစကားလာပြောတဲ့အချိန်မှာအင်္ဂလန်ရဲ့ North West မှာရှိတဲ့အိမ်တွေကိုသူကတခါတည်းလာကြည့်ထားတယ်ပေါ့နော်သူ့ရဲ့ပြောင်းရွှေ့ခြင်းကလည်းစံချိန်တင်ပြောင်းရွှေ့ခြင်းဖြစ်တယ် British မှာဆိုရင်ဒါဒန်ဒီဖြစ်သွားရင်တကယ်စံချိန်တင်ပြောင်းရွှေ့ခြင်းဖြစ်မှာပါ Brighton Moise Caicedo ပေါင်105တန်းဖြစ်တဲ့ Chelsea ကခေါ်တော့ပေါင်105တန်းစံချိန်ကိုချိုးရမယ့်စံချိန်မျိုးပါယူရိုတန်း134တန်းစတာလင်ပေါင်ဆိုရင်အင်္ဂလန်စတာလင်ပေါင်ဆိုရင်113တန်းနဲ့လီဗာပူးကထပ်တိုးကမ်းလှမ်းထားတယ်ဘိုင်ယန်လီဗာကူဆင်လိုချင်တာကတော့ယူရိုတန်း150လောက်လိုချင်တယ်ဒါပေမဲ့လီဗာပူးကယူရိုတန်း134တန်းထက်ပိုပြီးတော့မပေးတော့ဘူးဒါသူတို့ရဲ့ထပ်တိုးပြီးကမ်းလှမ်းတဲ့ပမာဏဖြစ်တယ်ယူရို118တန်းကိုကနဦးပေးချေပြီးတော့အဒွန်နေနဲ့ထပ်ပေါင်းစုချင်းငွေတွေပေါင်းယူရို15.4တန်းနဲ့ structure လုပ်ပြီးတော့ကမ်းလှမ်းထားတယ်ဒါကိုဘိုင်ယန်လီဗာကူဆင်လက်ခံရင်ဒန်ဒီဖြစ်ပါပြီဒါအခုရက်ပိုင်းတွင်မှာထူးခြားတဲ့အပြောင်းရွှေ့တကယ်အင်္ဂလန်သင်းတွေရဲ့ဒိတ်ကျဲခေါ်ယူမှုအာဆင်နယ်ကဆက်စကိုခေါ်မယ်လီဗာပူးကဖလိုရန်ဝစ်ခေါ်မယ်ဘိုင်ယန်မြူနစ်ကတော့ကင်စလီကိုမန်နဲ့စာနေတို့ကဘိုင်ယန်မြူနစ်ကထွက်ခါဖို့စဉ်းစားထားတယ်ကိုမန်ကတော့ဘာစီလိုနာခေါ်ခြင်းနဲ့ဒါပေမဲ့ဘာစီလိုနာရဲ့ငွေရေးကြေးနဲ့ကစားသမားဝင်ထွက်ပေါ်မှုတည်ပြီးကင်စလီကိုမန်နဲ့ကဒန်ဒီဖြစ်ဖို့90%သေကြတယ်စာနေကတော့ဘိုင်ယန်တက်တန်းတိုးကန်လန်းထားတယ်ကစားသမားကတော့စောင့်ကြည့်နေတယ်တခြားသူပြောင်းကျင်တဲ့အသင်းတွေကမ်းလှမ်းမှုတွေရမယ်ဆိုရင်လည်းသူကပြောင်းဖို့အတွက်ရည်ရွယ်ထားတယ်မိတ်ဆွေညီကိုတော့ကိုယ့်ရဲ့အသင်းကိုဘယ်လိုကစားသမားတွေရောက်စေခြင်းလဲကျွန်တော်ရဲ့ channel လေးမှာ comment လေးရေးလို့ရပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြိုက်တယ်ဆိုရင်လည်း like and subscribe လုပ်ပြီးကူညီပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်